ကျွန်တော်ဒီနေ့မှာတော့ level DV ကိုဆော့သွားမှာဖြစ်ပါတယ်နော်အဲ့တော့အားလုံးပဲကျွန်တော်တို့လိုက်ကြည့်လိုက်ကြပါကျွန်တော်ဒီမှာဘယ်လိုတွေလောင်သွားမလဲဆိုတာလည်းကျွန်တော်တို့လိုက်ကြည့်လိုက်ရအောင်ခင်ဗျာ Okay level 1ကတော့ကျွန်တော်တို့အရန်လွယ်ကူရွှေ့ရှင်းနေတယ်ပဲကျွန်တော်တို့အသာအရာလေးပဲဖြတ်ကျော်ခဲ့တယ်ပေါ့ဗျာlevel 2မှာတော့ကျွန်တော်တစ်ခါကြာရှုံးခဲ့တယ်ပေါ့နော်ကျွန်တော်ဒါကတော့မသိခဲ့လို့ဖြစ်ပါတယ်ဟုတ်တယ် level 3မှာတော့ကျွန်တော်အဲ့ဒီကြောင်ပြောက်သွားတာကဘာလဲဆိုတော့ကျွန်တော်ထင်တာနောက်ထပ်အပေါက်တစ်ပေါက်ရွေ့လာမလားဒါပေမဲ့မဟုတ်ဘူးအဲ့ဒီအပေါက်ကြီးလိုက်ရွေ့ချလာတယ်ပေါ့နော်ကြည့်လိုက်ကြတော့ကြည့်ကြပါအောင်အပေါက်ကြီးလိုက်ရွေ့လာပါတယ်တဲ့ level 4ဟာခုမှသွားတယ်ကွာအဲ့တော့မပြောတတ်ဘူးနော်အဲ့လိုမျိုးလည်းတစ်ခါမှမတွေးဘူးပေါ့နော်အဲ့လိုလိုက်လာမယ်လို့ဟာမဟုတ်ဒါကြတော့ကျွန်တော်တို့အဲ့ဒီရပြည့်ပြီးရင်ဘာဆက်ဖြစ်မလဲသိချင်လို့ကျွန်တော်တမင်အသေးခံလိုက်တာပါနှစ်ခါအသေးမဖြစ်အောင်လို့ပေါ့နော် level 2ရောက်ပါပြီ level 2ရဲ့1အဆင့်မှာတော့ကျွန်တော်တို့နည်းနည်းလွယ်နေရပေါ့နော် gain logic အဲ့ဒါတော့ gain logic ပေါ့နော် gain logic gain logic brother ခုလိုမျိုး gain logic တွေနဲ့ပဲကျွန်တော်ဖြတ်ကျော်လာတယ်ဆိုပါစို့ဗျာနော်ဒီနားမှာကျွန်တော်ရွေးချယ်မှုကျွန်တော်အုံနောက်ကိုတုံးလိုက်တဲ့အနေဖြင့်အပြားရွေးလာမှကြိုးတီးတော့ကျွန်တော်အပြားဘက်ပဲခုံချလိုက်တယ် gain logic တွေကျွန်တော်တော်တော်ဘာမှအသုံးမဝင်တဲ့အရာတစ်ခုလိုပါပဲခင်ဗျဒီ level မှာတော့အရန်အောင် so easy နေရပါတော့ဒီ level အကြောင်းကျွန်တော် YouTube မှာတစ်ခါမြင်မှုတဲ့အတွက်ကျွန်တော်ပြေးတယ်ဒါပေမဲ့မလွတ်ခဲ့ဘူးနောက်တစ်ခေါက်ထပ်ပြေးမယ်ဒီတစ်ခေါက်ပြေးလဲရလွတ်သွားပြီပေါ့နော်ဆက်သွားမယ်ဒါကို tutorial အနေနဲ့လည်းကြည့်လို့ရတယ်ပေါ့နော် game ကိုဘယ်လိုဆော့ရမလဲဆို tutorial အနေနဲ့ကြည့်လို့ရတယ် game ကိုကျွန်တော် level 1မှာတိုင်ပတ်နေတဲ့လူတွေအတွက်လည်းအဆင်ပြေရပေါ့နော်ဒါလေးကကျွန်တော်မှားပြီးတော့ဝင်ထားတဲ့ဟာလေးပေါ့နော်ကျွန်တော်ဘာမှမသိလို့ဝင်ကြည့်တဲ့တာ2ယောက်ဆော့တဲ့အခန်းလေးဖြစ်နေရပေါ့နော်အဲ့ကြောင့်ပြန်ထွက်လိုက်ပါတယ် level 3ကိုသွားကြပါမယ် level 3ကတော့ရိုးရိုးရှင်းရှင်းလေးပါပဲဗျာနော်ပုံမှန်လေးပဲအတုံးလေးတွန်းချတာပဲပေါ့နော်ကဲအမှစတာဒီမှာပေါ့နော် gain logic ပြဿနာပေါ့နော် show လိုက် gain logic ဟာကောင်းလိုက်တဲ့ gain logic တွေဗျာနော်ကောင်းလိုက်တဲ့ gain logic တွေ okay လားတခါတော့တည်သွားနော်တခါတည်တာတော့ကတော့မမှုဘူး easy ပဲအဲ့ဒါကြ gain logic မပါဘူးကွာ show လိုက်မ gain logic ဒါပဲဒီ gain logic တွေကစမ်းမှမရှိရဒါပဲဒီ gain logic bro gain fucking logic gain fucking logic ဟာဒါကြောင့်မဟုတ်โอเคဒီနေ့ဗီဒီယိုလေးတော့ဒီလောက်နဲ့ပဲရက်ချင်တယ်ပေါ့နော်ကျွန်တော်နောက်နေ့ဒီမှာဆက်ဆော့ပြပါမယ်အားလုံးပဲတတ